အခုကျမ်းပိုင်းကတော့စာလနံပါတ်49ဖြစ်ပါတယ်အခန်းကြီး49အငယ်1မှ4လူများအပေါင်းတို့ကြားကြလော့ခတ်သိမ်းသောလောကသားအယုတ်အမြတ်ကြွယ်ဝသောသူဆင်းရဲသောသူတို့တညီတညွတ်ထီနားထောင်ကြလော့ငါနှုတ်သည်ပညာကိုမွဲ့ဆိုမည်ငါနှလုံးသည်ဉာဏ်နှင့်ဆိုင်သောအရာကိုဆင်ခြင်မည်ပုံစကားတို့ကိုနားကိုလှည့်လျက်နည်းနည်းသောအရာကိုစောင့်တည်၍ဖွင့်ပြပေအံ့အငယ်9မှ10ခေရင်ဆိုးသောကာလ၌ငါ၏အရာတို့လူယူခြင်းသောသူတို့၏ဒုစရိုက်အမှုသည်ငါကိုဝိုင်းတော်လဲငါသည်အဘယ်ကြောင့်ကြောက်ရမည်နည်းထိုသူတို့သည်ကိုဥစ္စာကိုကိုးစား၍ကိုစည်းစိမ်များသောကြောင့်ဝါကြွားတော်လဲမိမိညီကိုအဘယ်သူမျှအလင်းမရွေးနိုင်ရွေးရန်အဖို့ကိုဘုရားသခင်၌မပေးနိုင်သူတို့အသက်ဝိညာဉ်၏ရွေးရန်အဖို့ကြီးလာပေ၏တို့ဖြစ်၍အစဉ်ရှုံးလျက်နေရမည်ရွေးလျင်အစဉ်အမြဲအသက်ရှင်ရ၏ပုပ်ဆက်ခြင်းသို့မရောက်ရထင်ရှားသောအရာဟုမူကားပညာရှိသောသူတို့သည်တေတတ်ကြ၏ထို့သူမိုက်သောသူနှင့်တိရစ္ဆာန်သဘောရှိသောသူတို့သည်ပျက်စီးခြင်းသို့ရောက်၍မိမိတို့ဥစ္စာကိုသူတစ်ပါး၌ချန်ထားကြ၏အငယ်7မှ15မိမိတို့အိမ်သည်ထာဝရဖြစ်လိမ့်မည်မိမိတို့နေရာလဲလူမျိုးအစဉ်ဆက်တည်လိမ့်မည်မိမိတို့နာမသည်မြေပေါ်မှကြော်စောလိမ့်မည်ဟုသူတို့စိတ်ထင်ရှိကြ၏တို့အတွင်လူသည်ဂုဏ်တရေ၌မတည်မနေတတ်ပျက်စီးခြင်းသို့ရောက်တတ်သောတိရစ္ဆာန်နှင့်တူ၏ထိုတို့ပြုမှုခြင်းအရာသည်သူတို့၏ကိုးစားရာဖြစ်၍သူတို့သားမြေးတို့သည်သူတို့စကားကိုနှစ်သက်တတ်ကြ၏ထိုသူတို့ကိုတိုးများကဲ့သို့မရဏနိုင်ငံ၌ချထား၍သေမင်းစားလိမ့်မည်ကာလမကြာမမြင့်မီဖြောင့်မတ်သောသူတို့သည်အုပ်ဆိုးရကြလိမ့်မည်သူတို့၏ကိုယ်ခန္ဓာသည်ဖောက်ပြန်ဖို့ရာဖြစ်၏မရဏနိုင်ငံသည်သူတို့၏နေရာဖြစ်၏ငါကိုမူကားဘုရားသခင်သိမ်းယူတော်မူသောကြောင့်ငါ၏ဝိညာဉ်ကိုမရဏနိုင်ငံ၏တကိုးမှရွေးတော်မူမည်ငယ်16မှ20သူတစ်ပါးသည်ဥစ္စာကြွယ်ဝ၍အိမ်၏ဂုဏ်တရေတိုးပွားသောအခါတင်သည်မစိုးရိမ်နှင့်ထိုသူသည်သေသောအခါဘယ်ဥစ္စာမျှမပါရသူ၏ဂုဏ်တရေသည်သူ့နောက်သို့မဆင်းသက်ရထိုသူသည်အသက်ရှင်စဉ်အခါမိမိဝိညာဉ်ကိုကောင်းချီးပေးတတ်၏မိမိအကျိုးကိုပြုစုသောအခါသူတစ်ပါးတို့သည်ချီးမွမ်းတတ်ကြ၏သို့တော်လည်းသူသည်သူ၏ဘိုးဘေးအမျိုးရှိရာသို့သွားရလိမ့်မည်ကာလအစဉ်ဆက်သူတို့သည်အလင်းကိုမမြင်ရကြဂုဏ်တရေနှင့်ပြည့်စုံလျက်ပညာသတိမရှိသောသူသည်ကားပျက်စီးခြင်းသို့ရောက်တတ်သောတိရစ္ဆာန်နှင့်တူ၏Okay နောက်ကျမ်းပိုင်းမှာပြန်တွေ့မယ် bye bye